ကြနေပါပြီဗျာဈေးကြနေပါပြီဘာဆိုင်ကဈေးကြသွားလဲဆိုတော့ကျွန်တော်ဆိုင်မှာကျွန်တော်ကွန်ပျူတာမော်ဒယ်ဆိုင်ကရှိုးမော်ဘီမှာရှိတယ်တရဝေးပါကင်2025ပါကင်တွေဈေးကြနေပါပြီနော်ကဲဘာဆိုင်ကလေးတွေရနိုင်လဲဆိုတာကျွန်တော်ရေဆုံးမိတ်ဆက်ပေးမယ်ဗျာနော်ဒီဘက်မဲ့ဆိုရင်ကျွန်တော်ဖင်တောင်ပေါ့နော်ရှင်းနဲ့1တန်းလေးရမှာနော်1တန်းလေးဒီကောင်လေးရှိမယ်ပြီးလို့ရှိရင်ဒီဘက်မှာကျွန်တော်လောင်ရှမ်း125နော်125မှာကြိုက်ပါရဲ့ချက်က customer တွေအတွက် PNC လောင်ရှမ်းလေးတွေရှိမယ်နော်330ကျော်မှာဈေးကြနေပါပြီနော်ငကိုမူလာဈေးတယ်ဒီဘက်မှာကျွန်တော်ဒီကောင်လေးဆိုလော်ကြားပေါ့နော်လော်ကြားဆိုရင်ကျွန်တော်လိုင်းပင်ချပြီးသားလေးပါနော်လိုင်းပင်ချပြီးသားလေးတွေရှိမယ်ကျွန်တော်ဒီဘက်မှာဆိုရင်ဇင်းနစ်ပဲနော်ဇင်းနစ်ပဲကိုကျွန်တော်ဒီဘက်ကဖင်ပြားပေါ့နော်ဇင်းနစ်ကျွဲပိတ်လေးတွေရှိပါမယ်နော်စူပါကတ်ခေါ်လေးလည်းရှိပါမယ်စူပါကတ်ခေါ်လေးလည်းကျွန်တော်ကိုမျိုးမော်ဆိုင်ကရှိုးမော်ပြီးမှရှိပါတယ်နော်ဆိုင်ကကြီးကဒီထဲမှာလည်းကျွန်တော်တို့အကုန်ရွေးချယ်စရာအဆုံရှိပါမယ်နော်ဒီဘက်မှာဆိုရင်လည်းကျွန်တော်ဒါလေးဆိုဇင်းနစ်ပြစိတ်ကြိုက်ရွေးချယ်ဝယ်အားပေးလို့ရပါတယ်နော်ကျွန်တော်330စွန်း330လောက်ဆိုရင်ကျွန်တော်လီဖန်လေးရှိမယ်နော်လီဖန်လေးရှိမယ်ဆိုင်မှာလီဖန်လေးဒီဘက်ကထိုင်းရဖို့ဝေးရဖားလေးဆိုဒီကောင်လေးဆိုလိုင်းပင်ကြပြီနော်လိုင်းပင်စောင့်ရမလို့တခါလေးယူပြီးတော့စီးအောင်မယ်နော်ပါကင်ဘေးမှာနော်ပါကင်ဘေးမှာနော်ဆိုင်ကယ်လေးဈေးကြနေပါပြီနော်အခုချိန်မှာလာဝယ်မယ်ဆိုရင်တော့ပြုံမင်းဆိုင်ကယ်လေးတွေဈေးအတက်ကြရှိပါတယ်နော်တရက်နဲ့တရက်မတူတာကြောင့်ဆိုင်ကယ်ဈေးလုံးလေးတွေသိကျင်တာပဲဖြစ်ဖြစ်ဝယ်ယူအားပေးကျင်တာပဲဖြစ်ဖြစ်ကျွန်တော်ဆိုင်ရဲ့ဖုန်းနံပါတ်လေးက984423563996ခွန်လေးတွေ6333ဘိုက်ပါဝယ်ဖြစ်ဖြစ်ဖုန်းဝယ်ဖြစ်ဖြစ်စိတ်ကြိုက်ဆက်သွယ်မင်းမြတ်ဝယ်ယူအားပေးနိုင်ပါတယ်နော်ကျွန်တော်ဆိုင်လေးစားလေးကရန်ကုန်ပြည်လမ်းမကြီးပဲ16မှတ်တိုင်နဲ့စပိုင်းမှတ်တိုင်ကြားမှာပဲဖြစ်ပါတယ်နော်ဗီဒီယိုလေးကိုစားနေဆုံးဖြတ်ကြည့်ရှုပေးတဲ့ညီကိုပဲရှင်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ